အလုံးမဲမင်္ဂလာပါဒီနေ့တိုင်းရွှေကတက်ကြကတစ်ချိန်ပဲရှိပါတယ်လက်ရှိမှာ90အတက်နဲ့ဈေးပွင့်ထားပါတယ်ဒီက10ရက်နေ့3လပိုင်း2025ခုနှစ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲ့တဲ့ဆိုင်ကရောင်းနေဈေးက46,500နဲ့မှ50ဆိုင်ကလက်ခံနေဈေးက46,400နဲ့မှ50လက်ဝိရနာဈေးနှုန်းတွေကဆိုင်ကရောင်းနေဈေးက49,300နဲ့မှ50ဆိုင်ကလက်ခံနေဈေးက45,616.44နဲ့ပေါင်ဈေးရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ2910.53ညနဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်ဒေါ်လာကို33.8နဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်က PC ထိုင်းရွှေခဲတဲ့ဘတ်သားကို46,950ဈေးနဲ့ပေါင်ဈေးရှိနေပါတယ်ဆိုင်ကလက်ခံနေဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က46,450ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝိရနာရဲ့လက်ခေါက်တွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့တဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်လက်ဝိရနာတပတ်သားကိုဒီနေ့ပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ရာခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်ကို4300ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့တိုင်းရွှေခဲ9ဘူးသားကို23,285ဘတ်တမတ်သားကို11,638ဘတ်မတ်ဝက်သားကို9,819ဘတ်နဲ့ပေါက်ဈေးရှိနေပါတယ်လက်ခမပါသေးပါဘူးလက်ဝိရနာငါးမူသားကို24,085ဘတ်တမတ်သားကို12,438ဘတ်မတ်ဝက်သားကို6,619ဘတ်နဲ့ပေါက်ဈေးရှိနေပါတယ်လက်ခကတော့စိုက်မာရောက်မှကျင်းသေးပေါက်တီမှာဖြစ်ပါတယ်တိုင်းရွှေစိမ်းငွေဈေးတွေကိုအများတန်းတင်ပေးပါတယ်တိုင်းရွှေစိမ်းငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ